ပေးကြမယ်ခင်ဗျာအခုဆက်လက်ပြီးဘုံမီတိုင်းသားယူရာတောင်စွမ်းစုပ်ပေးခြင်းရင်းသားကာဝပြုခြင်းအဖြစ်ဖြစ်ပါတယ်ဘုံမီအမျိုးများရဲ့အထွတ်မြတ်သားရာပုဂ္ဂိုလ်များကရွေးချယ်ပြီးတော့မှစွမ်းစုပ်ပေးတဲ့ဘုံမီယူရာတောင်စွမ်းစုပ်ပေးခြင်းအဖြစ်ဖြစ်ပါတယ်ခင်ဗျာဘာလို့ခုနိုင်ရာဘုံမီခွဲတာပြတာပါလဲသံဃာကြီးဘုရားကဒုံကြီးရိုးရာဆောင်တွန်းတုံပေးခြင်းဖြင့်ဘာဝပြုခြင်းဖြစ်ပါရဲ့နော်ဒုံကြီးရိုးရာဆောင်တွန်းတုံပေးသောဒုံကြီးဒီကွက်ချုပ်ပါတီရဲ့ရေပေါ်များဦးကျေးဇူးတင်ပါရဲ့